အပိုင်း6မိုးတဲတဲ့ကထောက်ချောက် The Trap in the Rain မိုးဖွဲဖွဲကျနေတဲ့ညစ်နှက်ရန်လမ်းမကြီးပေါ်မှာဇေယျတရံအသက်လူပြီးပြေးလာခဲ့ပါတယ်။သူ့နောက်ကလိုက်လာတဲ့ခြေတံတွေကလည်းတဖြည်းဖြည်းနီးကပ်လာနေပြီ။အဲ့ဒီချိန်မှာပဲလမ်းတောင်းကနေကွေ့ထွက်လာတဲ့ရဲကားတစ်စီးရဲ့အနီနဲ့အပြာမီးအောင်တွေကိုဇေယျလမ်းမြင်လိုက်ရတယ်။ကိုနီပေါင်းကဲကြပါအောင်ဇေယျဟာရဲကားရှိကိုပြေးထွက်သွားပြီးကားမှန်ကိုအသေးအတန်ခောက်လိုက်ပါတယ်။ကားမှန်တကောက်ပွင့်သွားတဲ့အခါယူနီဖောင်းဝတ်ထားတဲ့ရဲအရာရှိတယောက်ကသူ့ကိုအံ့ဩတယ်လို့ကြည့်လိုက်တယ်။ကျွန်တော်အိမ်ကိုလူဆိုးတွေဖောက်ထွင်းပြီးကျွန်တော်ကိုတတ်ဖို့လိုက်နေကြလို့ပါ။ကျေးဇူးပြုပြီးကဲပါအောင်လို့ဇေယျကအလောတကြီးပြောလိုက်တယ်။စိတ်အေးအေးထားပါကောင်းလေ။နောက်ခန်းထဲဝင်ထိုင်လိုက်မင်းအခုလုံခြုံသွားပါပြီ။လို့ရဲအရာရှိကအေးဆက်ဆက်အတန်နဲ့ပြောရင်းကားနောက်ခန်းတကားကိုဖွင့်ပေးလိုက်ပါတယ်။ဇေယျတယောက်တက်ပြင်းချရင်ကားနောက်ခန်းထဲဝင်ထိုင်လိုက်တယ်။ရဲကားလေးရှိတ်ကိုဆက်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ကားမောင်းနေရင်းနဲ့လဲမီးရောင်အောက်မှာရဲအရာရှိရဲ့လဲဘဲနောက်ကျောကိုဇေယျလှမ်းမြင်လိုက်ရတဲ့အချိန်မှာတော့သူ့တကိုယ်လုံးတွေးခဲသွားတယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီရဲအရာရှိရဲ့လဲဘဲမှာတတူးတစ်ခုထိုးထားပါတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။တစ်တာပေါ်မှာပါတယ်ပြီးတော့သူ့အိမ်ပြတင်းပေါက်မှာရေးဆွဲသွားတဲ့မျက်လုံးတစ်လုံးတင်ကြီးတာအတိအကျပါပဲ။အဲ့ဒီအချိန်မှာပဲကားရှည်ကန်ကနေချက်လောက်ဆိုတဲ့အတန်နဲ့အတူကားတကားတွေအားလုံးကိုအော်တိုလော့ချလိုက်တဲ့အတန်ထွက်ပေါ်လာပါတယ်။ရဲအရာရှိကကားနောက်ကြည့်မှန်ကနေဇေယျကိုပြုံးစည်းစည်းနဲ့လန့်ကြည့်ရင်မင်းအဲ့ဒီတက်တာကိုမဖွင့်ခဲ့တဲ့ဘူးကောင်းလေးလို့ခတ်တိုးတိုးပြောလိုက်ပါတော့တယ်။